န်းကျင်ဒီ30သားကို1300တဲ့အဲ့မှာကြည့်ကြပါဦးနော်ဒါစုစုပေါင်း30သားဘယ်နှလုံးပါလဲ2 4 6 8 9လုံးနော်ဒါ30သားတဲ့30သားကို1300နော်ဒါ3900ဘူးနော်ဒါနန်းနန်းပင်ဒီမှာကြည့်ဦးစုပ်ပြတ်နေရပဲမရှိတော့လဲဝယ်စားရတာပဲနော်ဒီဥစ္စာကကြတော့900ဘူးနော်အနန္တပင်ရဲ့ခရမ်းကျင်သီးရဲ့မငရုတ်သီးစိမ်းနော်တန်ကြီးစင်း900ဘူးပထမ900ဘူးဝယ်တာ900ဘူးနေလို့ဆိုပြီးနောက်ထပ်200ဘူးထပ်ဝယ်တာဆိုတော့စုစုပေါင်း900ဘူးနော်ဒီမှာအာလူ30သားကို1000နဲ့ဒီတစ်လုံးက15ကျပ်သားရှိတော့1500ဘူးနော်ဒါကတော့ညနေရဈေးသွားပြီးတော့ပြန်လာတာဒီမှာကြည့်အောင်အဆန်1000နဲ့တရက်ကလေဈေးထဲသွားရင်ဘာမှမပါတော့ဒီမှာကြည့်ကြနော်အဲ့မှာ